21ရာစုကဘာကြီးငုံမြတိုက်တွေ EV ကားတွေ AI တွေနဲ့ဖွံ့ဖြိုးတိုးတက်နေတဲ့ကဘာကြီးဒါတွေကသိပ္ပံပညာကဆောင်ကျဉ်ပေးထားတဲ့တိုးတက်ဖြစ်တည်မှုတွေပေါ့ဖုန်းတစ်လုံးနဲ့ကမ္ဘာတခြားတစ်ဘက်ကလူတွေနဲ့မျက်နှာချင်းဆိုင်စကားပြောနေနိုင်ပြီငယ်တို့ AI တွေကကျွန်တော်တို့အစားစဉ်းစားပေးနေကြတယ်ဒုံးမြန်တွေကလည်းအင်္ဂါကြိုစီတော့ဖို့ပြင်းနေကြပြီဒါပေမဲ့ခဏတော့စဉ်းစားကြည့်အောင်ဒီနေ့ခင်ဗျားတို့ကျွန်တော်တို့လက်ထဲက smartphone တွေထဲမှာပါဝင်တဲ့ microchips တွေ internet တွေ GPS စနစ်တွေအားလုံးကလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကလူသားတွေရဲ့အသက်ရှင်သန်မှုအတွက်ရုန်းကန်တိုက်ပွဲဝင်ခဲ့ကြရတယ်အစားပြုခဲ့တယ်ဆိုရင်ခင်ဗျားတို့ယုံလားလူသားတွေကသိပ္ပံပညာဆိုတာဘာမှမသိခင်ကတည်းကစัจ java လာရဲ့လှုပ်ဝက်ကုတ်တွေကိုတစ်စင်းချင်းဖော်ထုတ်ပြချလာပြီးတဘောတရားကြီးကိုအောင်နိုင်လာခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီခီးစဉ်ကိုကျွန်တော်တို့အတူသွားကြည့်ရအောင်လွန်ခဲ့တဲ့နှစ်တောင်းမောက်များစွာတဘောတရားကြီးကလူသားတွေအတွက်ဒီရန်ရက်စက်တမ်းလုပ်ပြီးနားเสียခက်ကြောက်เสียကောင်းတယ်ကောင်းကင်ကတကြိမ်ချင်းချိန်မိကြတယ်မို့လို့ဒီကြီးတွေကပေါက်ကွက်ထွက်လာပြီးတော့ကမ္ဘာလောကရဲ့ကြီးရုပ်တရက်အမှောင်ကျသွားစေတယ်နေချက်ချင်းစတဲ့သဘောဖြစ်စဉ်တွေကိုနားမလည်ခဲ့ကြဘူးနားမလည်ခဲ့ကြတဲ့အတွက်နတ်ဖျားတွေပုံမမြင့်မြတ်တဲ့ဖြစ်တည်မှုတွေရဲ့ဖန်တီးတာအမျက်ဒေါသအစသဖြင့်ထင်ခဲ့ကြတယ်သူတို့အတွက်ကဘာကြီးကလှုပ်ဝက်ဆန်းကျဲပြီးရန်လိုတတ်တဲ့နေရာကြီးတစ်ခုပေါ့ဒါပေမဲ့တမိုင်းเจ้าကိုပြောင်းလဲပစ်ခဲ့လူသားအချို့ပေါ်လာခဲ့ကြတယ်သူတို့ကကြောက်ရွံ့ပြီးဒူးထောင်နေရမယ့်အစားမိတော့တွေကိုစိုက်ကြည့်ပြီးကဘာပေါ်မှာအရေးအကြီးဆုံးမိမှုတစ်ခုအပေးလိုက်ဘာကြောင့်ဖြစ်တာလဲအဲ့ဒီမိကုန်းကအမှန်လူတွေမှာပိတ်နေတဲ့လူသားတွေကိုအံပြပေးမဲ့သိပ္ပံပညာရဲ့မိဘချင်းအစပြုတာဖြစ်လာပါတယ်ကယ်လီလီယိုကမှန်ပြောင်းကိုဆင်းနှစ်နေတယ်ကျွန်တော်တို့ကဘာကြီးကဆက်ကြောက်လာတဲ့ဘိုးမဟုတ်ဘူးဆိုတော့ပထမဆုံးသက်သေပြခဲ့တယ်နျူတန်ကတန်တိကြည့်ကြတာမရှိဘူးကဘာမြေတွေကကျဲတာတွေကပါချီနှောင်ထားတဲ့အတွက်ဆိုရ gravity ကိုတင်ရှာနည်းနဲ့ပေါ်ထုတ်နိုင်တယ်ဖာရဒီကတားလိုက်ကွာမြေတွေကိုစားရင်းနဲ့ကဘာကြီးကိုအနေနဲ့ပဲတက်စစ်တန်လိုက်တာ electromagnetic ကိုလက်တွေ့ထိန်းချုပ်ပြနိုင်တယ်အဲ့ဒီကနေလက်ရှိကျွန်တော်သုံးနေတဲ့ဖြစ်စစ်တာထွက်လာတာပေါ့ပြီးတော့အိုင်းစတိုင်းကတော့ကျွန်တော်တို့မြင်နေရတဲ့အချိန်နဲ့အာကာသကြီးကကွေးညွန့်နေပါတယ်ဆိုပြီးစัจ java လာရဲ့လှုပ်ဝက်ချက် E equal mc square နဲ့ general relativity ကိုအကြီးအကျယ်သိချဖြစ်နိုင်တယ်နောက်ဆုံး quantum physics ကနေတစ်ဆင့်မျက်စိနဲ့မမြင်ရတဲ့ atom ကဘာလေးရဲ့လှုပ်ဝက်ချက်ကိုပေါ်ထုတ်နိုင်ကြလို့လားအခုခမရတို့ကျွန်တော်တို့သုံးနေတဲ့ super computer တွေ AI တွေကိုတည်ဆောက်နိုင်ဖြစ်ပါတယ်ဒီပတ်တွေဆိုတာစောက်တဲ့အလုပ်ကျရမယ့်ပုံစံကြီးလို့တမ်းမဟုတ်ဘူးစัจ java လာဘယ်လိုလုပ်လဲဆိုတော့နားလည်အောင်ကြိုးစားခဲ့ကြတဲ့လူသားတွေရဲ့စာသားဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ဒီ channel မှာလူသားတွေရဲ့အသိပညာခီးစဉ်ကို arcs အလိုက်ခွဲပြီးအပိုင်းပေါင်းများစွာနဲ့စိတ်တကျခုတ်ပြီးပေါ်ထုတ်သွားမှာဖြစ်ပါတယ်ပထမဆုံး arcs မှာတော့လူသားတွေရှင်းသန်ဖို့အတွက်တဘောတရားကိုဘယ်လိုစောင့်ကြည့်ခဲ့ရတယ်မီးကိုဘယ်လိုထိထုတ်ခဲ့တယ်ကမ္ဘာ့ပထမဆုံးသိပ္ပံပညာရှင်ကဘယ်သူတွေလဲဆိုတာကိုကြောက်ခေတ်ကာလကနေစတင်ပြီးလေ့လာသွားကြမှာဖြစ်ပါတယ်ဒါဆိုရင်သိပ္ပံပညာတွေမတိုင်ခင်လူသားတွေရဲ့ရှင်းသန်မှုခီးစဉ်ကိုစတင်ခဲ့တဲ့မီးမတိုင်ခင်ကမ္ဘာကဘယ်လိုရှိခဲ့မလဲအဲ့ဒါကိုနောက်အပီဆုံးမှာအတူတူဆက်ကြည့်ကြတာပေါ့